ဘာကြီးကိုကြီးကောင်း ဘာဖြစ်လို့လဲ အချိန်တော့ရေဝင်သွားတာဗျာဖုန်းကတိုင်ပတ်သွားတယ် အဲ့တော့ ဖုန်းနောက်တော့လိုချင်လို့မိုင်းအဲ့ဘယ်ရရှိ ဒီဘယ်လောက်သုံးနေတာလဲ သိန်းကြော်လောက်ပဲမိုင်း3ပါမိုင်း တသိန်းကျော်တွေကအော်ရှိတယ်တသိန်းကျော်တွေကရောင်းပေးမယ်အဲ့ဒါမျိုးကလဘူးရုံနဲ့ထိုင်းနေတယ်ကျန်ကဆိုင်လာပြီးတော့တသိန်းကျော်တွေမှာဆိုရင်အမပြမယ်ကွယ်ဒီ A5 အမ A5 ရမယ်14စီရမယ်နောက် Sweat 20ရမယ်အဲ့ဒါမှနင့်မှာတသိန်းကျော်မဟုတ်ခဲနဲ့တသိန်းကျော်မဟုတ်ပဲနဲ့2သိန်း3000လောက်ရှိတယ်ဆိုရင်ဟိုဒီ Redmi 15စီရတယ်ဒါပေမဲ့နင်တို့ကျတော့ game လဲသုံးနေတာ camera လဲသုံးပါအဲ့ဒါဆိုရင်2သိန်းဝန်းကျင်လောက်ပေါ့နော်38000 2သိန်းလောက်ရှိတယ်ဆိုရင်ဒီဖုန်းတွေကိုနေမစင်စားနဲ့ဒါမျိုး Redmi Note 15 5G တို့ Redmi Note 13 Pro တို့ Note 14 Pro နောက်ဆုံး Note 15 Global ကစ2သိန်းဝန်းကျင်လောက်ရှိအောင်ကင်လို့ရတယ်မိုင်းရစကန်နေမှာမဟုတ်လားတစ်တစ်ကြောင်ဘယ်လိုလုပ်အောင်ဆိုင်မှာနေပြီးဒီဟာကိုကျန်ခုမသိသေးဘူးကြာချီးပေးလေခုမသိသေးဘူးပေါ့ပြောပေးမယ်လိုဝယ်ရမလားဆိုရောင်းတာကတော့အစ်စ်ရောင်းပေးတာအမအစ်စ်ကိုပဲအမရောင်းပေးတဲ့ပုံစံကလက်ငင်းလဲဝယ်လို့ရတယ်စကန်ဥစားအရေးကြနဲ့လည်းဝယ်လို့ရတယ်အရေးကြဆိုအရင်တော့အမတို့ရောင်းပေးတာနည်းစတာတော့30နဲ့သွားတာနည်းသိမှာပါ9သိန်းကျော်ဆိုလို့ရှိရင်အမတို့38000လောက်သွင်း39000လောက်သွင်းရတယ်အခုအဲ့လိုမဟုတ်တော့အမတို့ပြန်ပြီးတော့ချင်းလိုက် price ဘယ်လိုချင်းလိုက်လဲဆိုတော့အနည်းဆုံး20ရာခိုင်နှုန်းကနေစပြီးဝယ်လို့ရတယ်ဆိုပါတော့နေ့မှာ3000လောက်ပဲရှိတယ်ဆိုရင်ဒီလို9သိန်းစွန်းစွန်းလေးကို20ရာခိုင်နှုန်း1000ကျော်ပေးပြီးတော့ကိုဒီလိုကောင်မျိုးကိုဝယ်လို့ရပြီ။ကဲ spend 20တို့ဒီဟာတွေဝယ်လို့ရပြီ။အဲ့နင်ကကျွန်တော်ကဒါကြီးတော့မကြိုက်ဘူးမမကြီးရဲ့လို့ receipt လောက်ကိုသွားခြင်းနဲ့ကျွန်တော်3000 4000လောက်လိုက်နိုင်တယ်ဆိုရင်ဒီမှာ15စီရောင်းပေးတာတော့6သိန်းသိန်းနေသေးအရေးချနဲ့သွားမယ်ဆိုရင်20ရာခိုင်နှုန်း20ရာခိုင်နှုန်းနဲ့ဆိုရင်3000ကျော်လောက်ဆိုရင်ဒါကိုဝယ်လို့ရပြီ။ဒါတော့မကြိုက်ဘူးကျွန်တော်ခဏကပြောတဲ့ game နဲ့သုံးနေတဲ့ camera နဲ့သုံးနေတဲ့ဆိုရင်ဒီကောင်လေးဆိုသူ့ရဲ့မူရင်းသေးတွေကတော့တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်8သိန်းကျော်လည်းရှိတယ်9သိန်းကျော်လည်းရှိတယ်ပေါ့နော်အဲ့ဒါမှနင်ကအရေးချ20နဲ့သွားမှာဆိုရင်အမပြောသလိုပဲဒီ Note 15လေးဆိုရင်38000လောက်ဆိုရတယ်ဒီကောင်လေးဆိုလို့ရှိရင်39000ကျော်2သိန်းတော့မပြည့်ဘူးကွာအဲ့ဒီနဲ့နင်ဝယ်လို့ရမယ်ကဲဘယ်လောက်အဆင်ပြေလဲကောင်းတာမဟုတ်ဘူးအဲ့လိုကြီးကြချောက်ကိုမိုင်းဖာမယ်လို့အရေးချရှောက်ရှင်တာဆိုရင်အမပြပြမယ်အိမ်အောင်စုမူရင်နေမှာမရှိဘူးဓာတ်ပုံပါမယ်ဆိုလို့ရှိရင်အိမ်အောင်စုမူရင်ရက်ထားတဲ့ပုံလေးပါရင်ရပြီအိမ်အောင်စုမူရင်ရဲ့မှတ်ပုံနေမူရင်လက်ရှိနေနေတဲ့ရက်ွက်ကအိမ်ထိုင်ရောက်ထောက်ခံတာအဲ့မှာရှောက်တဲ့သူကအကေကွာအဲသင်းတိုင်ရတဲ့သူမျိုးပေါ့နော်အဲသင်းတိုင်ရတဲ့သူမျိုးဆိုရင်အဲသင်းစာကိုလူမယ်ဝန်ထမ်းကလေးယူပြီးတော့အချိန်က1နာရီနဲ့2နာရီချမ်းမှာအရေးချရှောက်လို့ရပါတယ်ရှင်အဲ့လိုပဲကြာလားအဲ့လိုပဲကြာတာရှင်ကဲအားကြောင့်ဘူးမနေနဲ့အရေးချနဲ့ရှောက်လိုက်2သိန်းလောက်ရှိရဆိုရင်ဒီလို model တွေကိုရှောက်လို့ရပြီ3သိန်းကျော်လောက်ဆိုရင်တော့ဒီ model လေးတွေကိုဝယ်လို့ရပါပြီရှင်အဲ့လိုမိုင်းကျွန်တော်လွဲတဲ့ဟာတွေပြန်ယူလိုက်ဝင်ပါရဲ့ခုလိုက်လိမ့်လာလိုက်တော့ဟုတ်ပြီနော်ကဲဆိုင်ရင်လေးစာလေးကလှိုင်သာယာမြို့နယ်တမကုန်းမှတ်တိုင်ရောက်ပြီဆိုတာနဲ့အတွင်းပတ်တန်ထိတ်လေးတင်ပါပဲရှင့်လမ်းလျှောက်ရင်2မိနစ်လောက်ဆိုရောက်ပါတယ်နော်ဆိုင်ကိုဆက်သွယ်ပြီးမှာယူနေတဲ့သူတွေဆိုင်ရဲ့ဖုန်းနံပါတ်ကတော့0933934328 3998951636 3992554464ကိုလည်းဆက်သွယ်မှာယူလို့လည်းရပါတယ်20ရာခိုင်နှုန်းကစပြီးတော့အရေးကြရှောက်လို့ရပါပြီရှင်